It's time counseling ကနေပြီးတော့ပြန်လဲကြိုဆိုပါတယ်ဒီနေ့ကတော့ New Year Gift 2026 Counselor and Community Connect ဆိုတဲ့ program လေးရဲ့ session 2နေ့ဖြစ်ပါတယ်ဒီ session 2မှာလေးပေါ့နော်ဖြေကြမဲ့ counselor တွေလည်းရောက်ရှိလို့နေပါပြီပေါ့နော်ဆိုတော့ဒီနေ့session လေးမစခင်မှာပေါ့လေကျမတို့ပြီးခဲ့တဲ့ session ထဲမှာမပါတဲ့ counselor တွေလည်းပါပါတယ်အဲ့တော့ကျမတို့အချင်းချင်းမိတ်ဆက်တယ်ဆိုတဲ့နေရာလေးကနေပြီးတော့ပြန်ပြီးတော့စတင်ချင်ပါတယ်ဟုတ်ကဲ့ပါကျမနာမည်ကမြမြသိမ့်ပါမြငယ်လို့ခေါ်ပါတယ် It's time က counselor တို့ဖြစ်ပါတယ်ရှင်ကျမမိတ်ဆက်လိုက်မယ်နော်ကျမကတော့ဝင်းရွယ်ဦးလို့ခေါ်ပါတယ်ဒါပေမဲ့ဝင်းလို့လည်းခေါ်နိုင်ပါတယ်ဟုတ် It's time က counselor တယောက်ပါရှင်မင်္ဂလာပါကျမနာမည်ကတော့ဖြိုးတနာခိုင်လို့ခေါ်ပါတယ် It's time ရဲ့ counselor တို့အနေနဲ့လုပ်နေပါတယ်ရှင်ကဲအားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့မဲအေးလွင်ဖြိုးဖြစ်ပါတယ်ဒီ It's time counseling ရဲ့ counselor တယောက်လည်းဖြစ်ပါတယ်ကျွန်တော်နာမည်ဆန်းဆန်းညမှာကိုစန်းလို့ခေါ်ပါတယ် It's time မှာ counselor တယောက်ပါအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့မနေ့ဖြစ်ပါတယ် It's time က counselor တယောက်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့စုလင်းနွယ်လို့ခေါ်ပါတယ် It's time က counselor တယောက်ဖြစ်ပါတယ်ရှင်မင်္ဂလာပါကျမနာမည်နမ်ဟောင်လို့ခေါ်ပါတယ် It's time counseling ရဲ့ counselor တို့ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့ခင်ခင်ပါ It's time counseling မှာ counselor တယောက်ဖြစ်ပါတယ်မိခွန်းလေးတွေကိုစီရထားကြတဲ့ counselor တွေကလည်းဒီနေ့ရောက်ရှိတဲ့အခါကျတော့ကျမတို့မှာမိခွန်းလေးတွေကလည်းလက်ထက်ရောက်လာပြီးဆိုတဲ့အခါမှာဒီနေ့မှာ post number 3ပေါ့နော်Arodan Brahman လာပန်းဆိုပြီးတော့ရေးထားတဲ့ counselor မဝင်းရဲ့ post လေးဖြစ်ပါတယ်ပေါ့နော်ဆိုတော့မဝင်းအတွက်ကောကျွန်တော်တို့ဘယ်မိခွန်းလေးတွေညာရှိနေမလဲပေါ့လေနော်ဆိုတော့ဟုတ်ကဲ့ပါcounselor မဝင်အတွက်ပေါ့နော်ပထမဆုံးမေးချင်တဲ့မိခွန်းလေးကတော့ဒီအာယောကျန် Brahman လာပန်းဆိုတဲ့ post လေးကိုပေါ့နော်ဘယ်လိုဖြစ်လို့ရေးဖြစ်သွားတာလဲဆိုတဲ့ဟာလေးကိုအဲ့မိခွန်းလေးဖြည့်ပေးပါနော်ဟုတ်ကဲ့ပါကျမဒီမိခွန်းလေးကိုပေါ့နော်ဘယ်လိုကနေရေးဖြစ်သွားတာလဲဆိုတော့ပထမဦးဆုံးပေါ့နော်ဒီ is type အတွက် post လေးရေးမယ်ဆိုတော့ကျမစဉ်းစားကြည့်ရပေါ့နော်ဒီကျမတို့ကအခုcounseling ပေးရဆိုတဲ့နေရာမှာဘယ်ဟာနဲ့ပတ်သက်ပြီးတော့ပေးနေရလဲဆိုတော့ဒီ psychology နဲ့ပတ်သက်တယ်ပေါ့နော် counseling ပေးနေတာဒါလေးကိုပေါ့နော်ကျမကိုယ်တိုင်လေစဉ်းစားကြည့်တယ်ပေါ့နော်ဒါလေးကဘာနဲ့ပတ်သက်လဲလူတွေကကျန်းမာရေးပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်တယ်ဆိုတာလေးကိုစဉ်းစားကြည့်တဲ့အခါမှာကိုယ်ခေါင်းထဲမှာဘာလေးကအရင်ဝင်လာတယ်လဲဆိုတော့တော်တော်များများပေါ့နော်ကျမကိုယ်တိုင်အပါဝင်လူတွေကကျန်းမာရေးလို့ပြောလိုက်လို့ရှိရင်ဒီ physical နဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်ကိုယ့်ရဲ့ကိုယ်ခန္ဓာကျန်းမာရေးဆိုတဲ့ဟာလေးကိုပဲတော်တော်များများအလေးထားတယ်သိတယ်ဆိုတဲ့နေရာလေးကိုတော့တွေ့တယ်ပေါ့နော်တော့တွေ့တယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဒါပါတော့ကျမတို့အပြင်မှာဒီဆေးရုံဆေးကန်းတွေလည်းရှိတယ်ပေါ့နော်အဲ့လိုဆေးရုံဆေးကန်းတွေမှာလူတွေကသွားပြီးတော့ပေါ့နေမကောင်းဘူးလို့ပြောလို့ရှိရင်ဆေးကန်းတော့ပြကြတယ်နော်တော့ပြရဲဆိုတဲ့နေရာမှာလဲဒါဘယ်လိုဟာမျိုးလေးတွေပြရလဲဆိုတော့ထားပါတော့ကိုခန္ဓာနေမကောင်းတာအထူးသဖြင့်ဒီပေါ့နော်ယာဒီဖျားနာတာတို့ဘာတို့ပေါ့နော်အဲ့လိုမျိုးတွေကအစပေါ့လေယောဂတေးသေးလေးဆိုရင်လည်းဒီပုံမှန်ပေါ့နော်ယာဒီတွင်းမှာဒီ flow ဖြစ်တာတို့ဘာအဲ့လိုမျိုးတွေကအစစေကန်းသွားကြတယ်ဆိုတဲ့အနေအထားမျိုးလေးရှိတယ်ဒါပေမဲ့ပေါ့ကျွန်မစဉ်းစားကြည့်ကျန်းမာရေးလို့ပြောလို့ရှိရင်နော်လူတစ်ယောက်မှာဒီကိုယ်ခန္ဓာကျန်းမာရေးပြီးငါတို့စိတ်ဆိုတာလေးရှိတယ်နော်စိတ်ဆိုတာထက်ကျွန်တော်ဒီနေရာမှာစိတ်တစ်မျိုးတည်းခံစားချက်စိတ်ခံစားချက်လာပေါ့နော်တခါတလေကြာရင်ကျွန်တော်တို့ဒီနေမကောင်းဘူးဆိုတဲ့နေရာမှာဒီစိတ်ထဲမှာလည်းနေလို့မကောင်းဘူးဆိုတဲ့အနေအထားမျိုးလေးရှိတယ်နော်အဲ့လိုမျိုးလေးခံစားချက်လေးကိုခံစားရတယ်ဒါပေမဲ့အဲ့ဒါကိုကျမတို့ကဘယ်လိုမျိုးသဘောထားလဲဆိုတော့ဒါကိုယ့်ရဲ့ပေါ့နော်ဒီစေကန်းတော့ပြမယ်ကျမ်းမာရေးဆိုတဲ့ခေါင်းစဉ်အောက်ကိုမရောက်ဘူးပေါ့နော်ဒီကိုယ်စိတ်ထဲမှာနေလို့မကောင်းတာလေဒီလိုလေးပဲကြော်သွားတယ်ဆိုတဲ့နေရာလေးကိုရောက်တယ်ကိုယ်တိုင်လည်းဒီလိုပဲပေါ့နော်တယောက်ယောက်နဲ့အိမ်မှာမိသားစုထဲမှာစကားပြောလို့အဆင်မပြေတာဖြစ်ပေါ့နော်ကိုယ်စိတ်ထဲမှာဝမ်းနည်းသွားတာဖြစ်စိတ်ထဲမှာအခက်မသိဖြစ်သွားတာလေးဖြစ်ဒါလေးတွေကိုကိုရီးယားတိတ်ပြီးတော့အတိမပြုတ်ပြီးတော့ငါဒါလေးဖြစ်နေတယ်ငါစိတ်ကလေးပေါ့နော်ငါဘာလို့စိတ်မကောင်းဖြစ်သွားလဲငါဝမ်းနည်းသွားတယ်ငါဒေါသထွက်သွားတယ်အဲ့ဒါလေးတွေကိုကျမတို့ကတိတ်ပြီးတော့သတိမထားဘဲနဲ့ဒီလိုပဲပေါ့နော်ကြော်ပြီးတော့ဖြတ်တန်းသွားတယ်ဆိုတဲ့အနေအထားမျိုးလေးကိုတွေ့ရတယ်
နော်ကိုယ်တိုင်လဲပေါ့လေအဲ့တော့ကျန်တဲ့ကိုယ့်ပတ်ဝန်းကျင်လူတွေကိုကြည့်လိုက်ရင်လည်းဒီလိုမျိုးပဲပေါ့နော်တခြားဒီ physical နဲ့ပတ်သက်တဲ့နေမကောင်းဘူးဆိုလို့ရှိရင်ဒါစီကံတော့ပြရတယ်ဆိုတဲ့ဟာမျိုးတွေ့ရတယ်တခါလေကျမတို့ကိုမတွေ့တာကြားတဲ့တငယ်ချင်းတွေလမ်းမှာတွေ့လို့နှုတ်ဆက်ရင်တငယ်ချင်းတွေကောင်းလားတို့ပါလို့ဆိုရင်ဒီ physical ဘိုင်းရပဲဒီကောင်းတယ်ပေါ့နော်ကျမ်းပါတယ်အဲ့လိုမျိုးလေးပဲပြောကြတယ်ဒါပေမဲ့သူတို့ရဲ့အထဲမှာရှိတဲ့ဟာလေးတွေအိမ်မှာပြဿနာလေးတွေရှိရလို့ပါတော့စိတ်ခံစားချက်တွေကိုကြတော့သူတို့တွေကဖုံးကွယ်ထားတယ်ဒါနေ့စဉ်နဲ့အမျှလူတွေကဒီတိုင်းပဲဖြတ်တန်းနေတယ်ဆိုတဲ့အနေအထားလေးမှာ used to ဖြစ်သွားပြီဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးလဲတော့တွေ့ရတယ်တွေ့ရတဲ့အခါကျတော့ကျွန်မစဉ်းစားကြည့်ရပေါ့နော်ဒီလိုပဲလူတွေကကျန်းမာရေးလို့ပြောလို့ရှိရင်ဒီဘက် physical ဘက်ကိုပဲပေါ့နော်အဓိကသိနေကြတယ်နော်ဒီဘက်မှာကျတော့ဒီစိတ်ခံစားချက်နဲ့ပတ်သက်တဲ့ဟာလေးတွေကလည်းအမှန်တော့ပေါ့လေဒီကျန်းမာရေးခေါင်းစဉ်အောက်မှာပဲဝင်နေရှိတယ်ဆိုတဲ့ဟာလေးကိုကျွန်မအားလုံးကိုပေါ့နော် awareness ဖြစ်စေချင်တယ်သိစေချင်တယ်ပေါ့နော်အဲ့လိုမျိုးလေးနဲ့ပဲဒီ post လေးကိုရေးဖြစ်တယ်ကျမတို့မဝင်နေဦးအနေနဲ့ပေါ့နော်ဒီ post လေးကိုဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပဲဒါလည်းအရေးကြီးတာမဟုတ်ပေါ့နော်စိတ်ရဲ့ခံစားချက်တွေကလည်းအရေးကြီးတယ်အဲ့ဒါကြောင့်မလို့ပေါ့နော်အရေးကြီးတယ်ဆိုတဲ့ဟာလေးကိုပြောပြသွားတယ်ပေါ့နိအဲ့ဒါလေးကိုသိစေချင်လို့ဒီ post လေးကိုရေးပေးသွားတယ်ဆိုတော့လေးကိုကြားလိုက်ရတယ်ဆိုတော့ဒုတိယမိကွန်းအနေနဲ့ပေါ့နော်အခုလိုမျိုးပေါ့နော်ခံစားချက်တွေနဲ့အတူနေထိုင်နေရင်းနဲ့ပေါ့မပျော်ရွှင်လာတော့ဘူးအထီးကျန်လာတယ်စိတ်သက်ကျလာတယ်ပေါ့နော်ဒီလိုအခြေအနေမျိုးရောက်လာပြီဆိုလို့ရှိရင် counseling ယူလိုက်ပြီပေါ့ counseling ယူလိုက်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးအဆင်ပြေသွားဖို့အတွက်ကိုအချိန်ဘယ်လောက်လောက်လိုအပ်လဲအဲ့လိုမျိုးမိကွန်းမိထားပါတယ်ဟုတ်ကဲ့ဒီနေရာလေးမှာကျွန်တော်အပိုင်းလေးနှစ်ပိုင်းခွဲပြီးတော့အရင်ဖြည့်မယ်ပေါ့နော်ပထမဦးဆုံးဒီဘက်အရှိမဒီခန်းစားချက်လေးတွေနဲ့နေထိုင်ရင်းဆိုတဲ့နေရာလေးမှာပေါ့နော်ဒီဟာလေးတွေကိုနေထိုင်တဲ့နေရာမှာကိုကပထမအဆင့်အနေနဲ့ဘယ်လိုလေးစဖြစ်ချင်လဲဆိုတော့ကိုယ်တိုင်ဒီခန်းစားချက်လေးတွေရှိနေပါတယ်ဆိုတဲ့ဟာလေးကိုပေါ့နော်ကိုယ်တိုင်အသိမှတ်ပြုရမယ်အဝဲဖြစ်ရမယ်ဆိုတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကစတယ်လို့ကျွန်မကတော့ကိုတွေ့ရပါတော့ကိုတိုင်းဒီနေရာလေးကနေစပြီးတော့ခံစားရတယ်အဲ့ဒီချိန်လေးပြီးတဲ့နောက်မှာမှကျွန်မအနေနဲ့ counseling session ကိုယူပြတယ်ပေါ့နော်ယူပြတဲ့နေရာမှာလေတယောက်နဲ့တယောက်ဒီ counseling ယူပြီးရင်ဘယ်အချိန်လောက်ကြာလို့ရှိရင်ဒီဟာလေးတွေကပေါ့နော်အဆင်ပြေသွားနိုင်လေကိုယ့်ရဲ့ပြဿနာလေးတွေဖြေရှင်းသွားနိုင်လေဆိုတဲ့ဟာတယောက်နဲ့တယောက်တော့ကွဲပြားမယ်လို့ယူဆတယ်ပေါ့နော်ကျွန်မကိုယ်တိုင်ရဲ့အတွေ့အကြုံဆိုလို့ရှိရင်တော့ကျွန်မအနေနဲ့ဒီဟာလေးတွေကိုကိုယ်တိုင်ဒီခံစားချက်လေးတွေရှိနေပြီးငါအနေနဲ့အရန်ကိုနာကျင်ရတယ်ဒီဟာလေးကိုယ့်အတွက်အကူအညီပေးနိုင်မယ်ဆိုတဲ့ counseling session ကိုယူတဲ့အခါမှာကိုလက်ခံနိုင်တဲ့အနေအထားတွေပေါ့နော်ကိုအဲ့နေရာလေးမှာဘယ်လိုပြောရမလဲကျွန်မကိုယ်တိုင်ဒီဟာလေးကိုသိပြီဆိုတဲ့နေရာမှာကိုယ်တိုင်လည်းဒီပြဿနာလေးကိုဖြေရှင်းခြင်းနဲ့ဆိုတဲ့စိတ်ကလေးလည်းရှိတယ်ပေါ့နော်ဒီနေရာမှာကိုရင်းနှီးမြုပ်နှံနေဆိုတဲ့နေရာလေးကိုရောက်တယ်ကိုတကယ်လည်းဒီပြဿနာလေးကိုဖြေရှင်းခြင်းနဲ့ကိုယ်တိုင်လည်းစူးစမ်းခြင်းနဲ့ဆိုတဲ့စိတ်ကလေးပေါ့နော်အဲ့ဒီစိတ်ကလေးလေးထားတယ်အဲ့ဒီလိုစိတ်ကလေးနဲ့ကျွန်မဒီ counseling session ကိုယူတဲ့အခါမှာအနေထားကျွန်မ6ကြိမ်ဒါမှမဟုတ်ရင်9ကြိမ်လောက်ရောက်တဲ့အခါမှာကိုယ်တိုင်ဒီပြဿနာလေးရဲ့လမ်းစာလေးကိုမြင်လာတယ်ဆိုတဲ့နေရာလေးကိုရောက်တယ်ပေါ့နော်အဲ့တော့ဒီ counseling session ယူတဲ့ချိန်ဘယ်ချိန်လောက်ရောက်လို့ရှိရင်ဒီဟာလေးတွေကဖြည့်ရှင်းလို့ရနိုင်တယ်ဆိုတဲ့အနေထားကတော့ဒီစောစောကပြောသလိုတယောက်နဲ့တယောက်ပေါ့နော်ကိုရဲ့နောက်ခံ background တွေမတူဘူးကိုကြုံတွေ့ခဲ့ရတဲ့ပြဿနာတွေမတူဘူးကိုရဲ့ခံစားရတဲ့ခံစားချက်တွေမတူဘူးပေါ့နော်အဲ့ဒီပေါ်တွေမှာမူတည်တယ်နောက်ပြီးတော့ကိုဒီ counseling session ယူတဲ့ပုံမှာကိုဘယ်လောက်ထိစူးစမ်းမလဲစူးစမ်းအားထုတ်ပြီးတော့ယဉ်နှီးမြုပ်နှံမလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့လဲဒီအချိန်လေးတွေကပေါ့နော်တယောက်နဲ့တယောက်မတူနိုင်ဘူးဆိုတဲ့နေရာလေးတော့ရှိရဲဆိုတာလေးကိုဖြည့်ပေးချင်ပါတယ်တခြားပေါ့နော်ဒီထဲကတခြား counselor လေးတွေရောဒီနေရာလေးမှာအချိန်လေးတွေဘယ်လိုမျိုးလေးပေါ့နော်
ဘလောက်တယောက်ကိုဘလောက်လောက်အချိန်လေးတွေယူခဲ့ရလဲဆိုတဲ့ဟာလေးတွေဖြည့်ပေးလို့ရပါတယ် မိကုန်းလေးဖြေချပေးရဲ့မဝင်အောင်လည်းကျေးဇူးတင်ပါတယ် ဒီလိုမျိုးပေါ့လေမိကုန်းလေးတွေကိုမိတဲ့ခါမှာလည်းကိုယ်မြင်နေဆိုတာတကူခံစားမိတယ်ဆိုတဲ့နေရာလေးကနေပြီးတော့ counseling ဆိုတဲ့ဟာဘယ်လိုနေရာလေးတွေကနေပြီးတော့ယူရတယ်ဘယ်လိုအခြေအနေမျိုးလေးတွေရောက်လာရင် counseling ဆိုတာလိုအပ်တယ်ဘယ်လိုစိတ်ခံစားချက်မျိုးလေးမဆိုပါဒါကျန်းမာရေးဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာစိတ်ကျန်းမာရေးဟာလေဒီခန္ဓာကိုယ်ရဲ့ကျန်းမာရေးလို့ပဲခေါင်းစဉ်တစ်ခုထဲမှာပဲရှိတဲ့နေဆိုတဲ့ကိုယ်နဲ့စိတ်နဲ့ပေါ့နော်ဒါခေါင်းစဉ်လေးနဲ့လိုက်ပြီးတော့ဒါအများကြီးကိုဆက်ပြီးတော့ပေါ့နော်တွေ့လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ခုလိုဖြေချပေးတဲ့မဝင်းတဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်